ဒီတူကဂျယ်လီရင်စားမှာပေါ့နော်ဟုတ်ပါဘူးအဲ့လိုမျိုးပေါ့နော်သူကဂျယ်လီအရန်ကိုကြိုက်တာကိုမစားရသေးဘူးသူတခုစားလို့ခေါင်းပြတာကိုနှစ်ခုစားပါအများကြီးစားပြီးတော့ဒီကြရင်ဆော်လက်တော့ပါမယ်လူကပ်ဆိုအဟာလေးစားမှာမယ်တရားလေးစားပြီးတော့ဆန်နစ်တူကြိုက်တယ်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်